여러분 안녕하세요. ဒီနေ့နောက်ထပ်ဆိုသမ်းလေးစီဆက်ပြီးတော့သွားပါမယ်ဒီတစ်ခေါက်ဆိုသမ်းလေးတွေက닭죽동 개지본 쳐다보기နဲ့다리는 말에 채찍질하기ဆိုတဲ့ဆိုသမ်းလေးပါ자 시작해 볼까요? ပထမဆုံးဆိုသမ်းလေးဖြစ်တဲ့닭 죽동 개지본 쳐다보기ဆိုတဲ့ဆိုသမ်းလေးကကြက်ကိုလိုက်မောင်းတဲ့ခွေးကခေါင်းမိုးပေါ်ကိုကြည့်ရဲ့ဘာပြောချင်တာလဲဆိုတော့သူကဒီကြက်ကိုလိုက်မောင်းနေတဲ့ခွေးကကြက်လိုမျိုးခေါင်းမိုးပေါ်ကိုသူကလိုက်တက်လို့မရတဲ့အခါမျိုးကြတော့အောက်ကနေပြီးတော့မော့ပြီးတော့ကြည့်နေရတဲ့ပုံလေးကိုတွေ့လိမ့်မယ်ဒီကကြတော့တဲ့열심히 하던 일이ကြိုးကြိုးစားစားလုပ်တဲ့ဒီပေါ့နော်အလုပ်တွေကိစ္စရပ်တစ်ခုခုကတဲ့시베하거나ရှုံးနေသွားတာပဲဖြစ်ဖြစ်남보다 뛰떨어져서 어떻게 할 방법이 없을 때သူပေါ့နော်ကြိုးကြိုးစားစားနဲ့လှုပ်ထားတဲ့အရာကိစ္စရပ်တစ်ခုကရှုံးနေသွားတာပဲဖြစ်ဖြစ်တခြားလူရဲ့အနောက်မှာနောက်ကောက်ကျကြံခဲ့တာအခါမျိုးအဲ့လိုဖြစ်နေတဲ့အခါမျိုးဆိုရင်ဘာလုပ်လို့ဘာကိုင်းရမှန်းမသိနီးလန်းမရှိတဲ့အခါမျိုးမှာသုံးနဲ့တင်စားတဲ့ဆိုသမ်းလေးပါအဲဆိုရင်ဒါจุด던 개지본 쳐다보기야ကြက်ကိုလိုက်မောင်းတဲ့ခွေးကခေါင်းမိုးအပေါ်ကြည့်တယ်တဲ့열심히 하던 일이 시베하거나 남보다 뒤떨어져서 어떻게 할 방법이 없을 때ကြိုးကြိုးစားစားနဲ့လှုပ်ထားတဲ့ကိစ္စရပ်တစ်ခုခုအဲ့ဟာတစ်ခုခုကရှုံးနေသွားတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တခြားတစ်ယောက်ရဲ့အနောက်မှာနောက်ကောက်ကြောက်ကြံခဲ့တာမျိုးပေါ့နော်အဲ့လိုအခါမျိုးမှာဘာလို့ရမှန်းမသိဘာကိုင်းရမှန်းမသိနီးလန်းမရှိတဲ့အခါမျိုးမှာသုံးတဲ့ဆိုသမ်းလေးပါနောက်တဲ့ဆိုသမ်းလေးတစ်ခုကဒါရီနမာတဲ့ချက်ချစ်ဂျီဟာကီဆိုတဲ့ဆိုသမ်းလေးပါပြေးနေတဲ့မြင်ကိုထပ်ပြီးတော့နှင်တန်နဲ့ရိုက်တယ်တဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ 힘이 한참 좋을 때 더 행복한다 အာအင်းအပြည့်ရှိတော့မှအားဆိုင်ထပ်ပြီးတော့အားဆိုင်ထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါသူ့ရှင်းအောင်ထပ်ပြောရမယ်ဆိုရင်စူးစမ်းနေတဲ့သူကိုပို့ပြီးတော့တိုးတက်စေဖို့အတွက်ထပ်ပြီးတော့တွန်းအားတွေပေးတာအားပေးတာမျိုးပြောချင်တာပါမြန်မာစကားပုံမှာဆိုလို့ရှိရင်တန်ဘူးတုံးရိုက်ဆိုတဲ့စကားပုံလေးနဲ့ဆင်ပါတယ်ဒါဆိုလို့ရှိရင်ဒါရီနိုမာတဲ့ချက်ချစ်ဟာကီဆိုတဲ့ဆိုသားမျိုးလည်းရပြီလို့ထင်ပါတယ်ဒီနေ့ရဲ့ဆိုသားမျိုးနှစ်ခုဖြစ်တဲ့ဒါကြုံတုံးကဲဂျီပွန်ချောတာဘိုကီဆိုတဲ့ဆိုသားမျိုးရဲ့ဒါရီနိုမာတဲ့ချက်ချစ်ဟာကီဆိုတဲ့ဆိုသားမျိုးနှစ်ခုရရှိမယ်လို့ထင်ပါတယ်ဒီဆိုသားမျိုးနှစ်ခုကနေပြီးတော့ဒီဆိုသားမျိုးလာတဲ့အခါမှာသို့မဟုတ်ဒီ topic 2ဖြည့်ဆိုတဲ့အခါသို့မဟုတ်ဘ ഹു တုဒတခုခုရှာမိတဲ့အခါမျိုးမှာဘယ်ဘက်ကနေပဲဖြစ်ဖြစ်အထောက်အကူတစ်ခုရမယ်လို့ညွှန်လင်ပါတယ်နောက်ထပ်ဗီဒီယိုနောက်ထပ်သင်ခန်းစာတွေကြားလို့ရှိရင်ထပ်ပြီးတော့ဆုံကျင်ပါသေးတယ်또 만나요. 그럼 안녕. 감사합니다.